အမတ်ကြီးကျွန်တော်လွန်ခဲ့တဲ့2ရက်ကကြိုပြီး booking လုပ်ထားတာလေးရှိလို့ဒီနေ့ပတ်စံ9သိန်းလာထုတ်ချင်လို့စီစဉ်ပေးပါဦး9သိန်းဟုတ်လား booking လုပ်ထားတိုင်းထုတ်လို့ရမယ်ထင်နေလားပမာဏများရင်ကြိုစရင်သွင်းရမယ်ဆိုတာတော့ဟုတ်ပါတယ်ဒါပေမဲ့စရင်သွင်းထားတိုင်းလည်းရချင်မှရမှာရှင်းပန်ကတ်ထဲမှာအဲ့ဒီ9သိန်းဆိုတဲ့ပမာဏတောင်အမှန်တကယ်လုံလောက်ရှိလို့လားလုံလောက်ပါတယ်မဖြစ်နိုင်တာဒီကတ်ကိုရှင်သုံးနေတာဘလောက်မှတောင်မကြသေးဘူးအထဲမှာထောင်ကနန်းလောက်ပဲရှိမှာပါဘဲကနေ9သိန်းဖြစ်လာမှလဲခင်ဗျားတေချာမစစ်ကြည့်ရသေးပဲနဲ့စစ်ကြည့်စရာတော့မလိုဘူးရှစ်ပုံစံကိုလည်းတေချာပြန်ကြည့်ဦးဘာရေမွေးနဲ့မှလည်းမရဘူးအဝိစားကစုပ်ပြက်နေပြီးညက်ဖက်နဲ့ဒီပန်ကိုဟင်းသီးဟင်းရွက်ဈေးလောက်ဝယ်တဲ့ထင်နေလားလက်တွေ့ကြနေစမ်းမှမဖြစ်နိုင်တာတွေရှောက်တွေးမနေနဲ့ရှင်းရဲ့အနားတွေစုပ်ပြက်လန့်နေတဲ့အိတ်ကြီးနဲ့ဒီ9သိန်းကိုလာထည့်သွားမယ်ဆိုတော့ရေရတယ်အမဒီမှာတေချာကြည့်လိုက်ဒါကခင်ဗျားတို့ဘန်ကနေဒီနေ့ပို့ထားတဲ့ကျွန်တော်ရဲ့စုစုပေါင်းလက်ကျန်ငွေစားလို့ပဲဟဲ့ဖိုတိုရှော့လုပ်ထားတာတော်တော်ပြီးပြင်တာပဲငါဒီဘန်မှာအလုပ်လုပ်လာတာ10နှစ်ရှိပြီ9သိန်းထုတ်ဖို့စာတိုကိုဖိုတိုရှော့လုပ်လာတဲ့သူရှင်ကပထမဆုံးပဲဒါအစ်စ်ပါမယုံရင်စနစ်ထဲမှာဝင်စစ်ကြည့်လို့ရပါတယ်စစ်နေစရာကိုမလိုတာငါမစစ်ကြည့်လဲလိန်နေမှန်းသိတာတဲ့ရှင်မှာတန်း200ရှိတယ်လို့ငါ့ကိုပြောချင်တာလားငါ့ကို3နှစ်သမီးများမှတ်နေလားရပြီရှင်ရန်လုပ်ချင်နေရင်လဲအဲ့မှာခဏသွားဆောင်မန်နေဂျာကိုတွားမေးပေးမယ်ကောင်းပြီကျွန်တော်စောင့်မယ်ဒီလိုပြောပြီးတာနဲ့နားနေခန်းထဲဝင်သွားတဲ့ဆိုဖာပေါ်မှာစိန်ကြထိုင်နို့လက်ဖက်ရည်တောက်ရင်ဖုန်းသုံးပြီးအေးဆေးအနားယူနေလိုက်တယ်အပြင်ကညက်ဖက်နဲ့ကောင်စောင့်နေတော့မယ်လားထားလိုက်အချိန်တန်ရင်သူ့ဟာသူထွက်သွားလိမ့်မယ်အပြင်ဘက်မှာတော့အချိန်တွေတနာရီပြီးတနာရီကုန်သွားတယ်နိုင်လက်တန်က9နာရီ9နာရီအထိရောက်သွားပြီးကောင်းတာမှဝန်ဆောင်မှုခေတ္တရန်နာထားပါတယ်ဆိုတဲ့စာတန်းလေးနေတာကလွဲပြီးဘာမှထူးမလာလို့နောက်ဆုံးတော့တခြားဝန်ထမ်းတစ်ယောက်ကိုတွားမေးကြည့်လိုက်တယ်ပိုလေးတစ်စိတ်လောက်ကောင်းတာ3ကအမပဲသွားပြီလေသူက4နာရီကလေးကဆင်းသွားပြီလေအခုဆိုအိမ်တောင်ရောက်နေလောက်ပြီဒီတော့မှလှည့်စားခံလိုက်ရမှန်သဘောပေါက်သွားတယ်ငါအမေကဒီဘန်ရဲ့နံပါတ်1ပဲငါညီမကနံပါတ်2ငါကနံပါတ်3မိသားစုတစ်ခုလုံးရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးဒီမှာအပ်ထားတာကိုဒီကနေ့တာမန်ဝန်ထမ်းလေးတစ်ယောက်ကငါအကောင့်ကိုတောင်ဝင်မစစ်ပဲနိုင်ပေါင်းများစွာပြစ်ထားပြီးအိမ်ပြန်သွားတယ်ပေါ့ကောင်းပြီလေလေးစားမှုဆိုတာဘာလဲမင်းတို့ကိုငါတင်ပေးရတာပေါ့အစင်းမြင့်ညရှုခင်းတွေမြင်ရတဲ့နေရာကနေတန်ဘက်ခံကိုဖုံးဆက်လိုက်တယ်ဟဲလိုညချမ်းပါမန်နေဂျာကျိုးကျွန်တော်ချန်ချောင်းရှမ်းပါအော်ဆရာချန်စားပြီးပြီလားခင်ဗျာဗာများအကူညီလို့လဲကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေစည်ရင်းတွေတွေရောရန်ပုံငွေတွေအကုန်လုံးကိုခင်ဗျားတို့ဗန်စီအခုချက်ချင်းလွှဲချင်တဲ့လုပ်ငန်းစဉ်ကဘယ်လိုရှိလဲအားလုံးလွှဲမှာလားဆရာပမာဏကဘယ်လောက်များဖြစ်မလဲခင်ဗျာကျွန်တော်တို့ဘက်ကအဖွဲကိုကြိုပြင်ခိုင်းထားမလို့ပါတိတ်မများပါဘူးတန်း200လောက်ပါစိတ်ချပါဆရာဒီညပဲအကောင်းဆုံးဘက်အဖွဲနဲ့ချက်ချင်းစီစဉ်ပေးပါမယ်ခင်ဗျားတို့အတွက်အမြင့်ဆုံးဝန်ဆောင်မှုပေးမှာပါโอเคသတင်းကောင်းဆောင်နေမယ်ခင်ဗျားတို့ဘန်ကဖောက်တယ်တွေကိုလူရမသွင်းမှတော့အခုလိုပဲလုပ်ရတော့မှာပေါ့နောက်တစ်နေ့မနက်တန်ရဲ့အစည်းအဝေးမှာတော့မန်နေဂျာကြီးကဇယားတွေကိုကြည့်ပြီးဒေါသတွေထွက်နေပြီမင်းတို့လုပ်ရည်ကိုင်ရည်တွေကိုကြည်ဦးအငွေတွေဘယ်လောက်တိုးလဲချင်းငွေတွေဘယ်လောက်ချပေးနိုင်လဲပြီးခဲ့တဲ့နှစ်ကအဆင့်300ကနေအခုတတိယ3လပတ်မှာအဆင့်8အထိတောင်ကျသွားပြီးနောက်ထပ်2လဆိုအဆင့်7ကိုရောက်တော့မယ်ဖောက်တယ်တွေကိုအဝေးစားကြည့်ပြီးမဆက်ဆံကြနဲ့လို့ငါပဲနှစ်ခါပြောရမလဲတာမန်ဝတ်ထားတဲ့သူတိုင်းမွေးနေတာမဟုတ်ဘူးတိတိချာချာဝတ်ထားတဲ့သူတိုင်းလည်းပတ်စံအများကြီးရှိတာမဟုတ်ဘူးဒီနောက်ဆုံး3လပတ်မှာအားလုံးသတိထားပြီးအလုပ်လုပ်ကြဘသူကများဖောက်တယ်ကိုစော်ကားလို့ပြဿနာတက်ရင်ငါလုံးဝမျက်နှာသားပေးမှာမဟုတ်ဘူးဒီလိုတွေအော်ပြောနေပေမဲ့မောက်မာတဲ့ကောင်မလေးကတော့ဖုန်းပဲထိုင်တုံးနေတဲ့အစီဝေးပြီးရှောက်လန်းမှလည်းတငယ်ချင်းကိုအတင်းတုံနေတော့မယ်မန်နေဂျာကြီးအရန်ဒေါသထွက်နေတယ်နော်နင်မလေးကညက်ဖက်နဲ့ဖောက်တီပြဿနာတက်မှာမကြောက်ဘူးလားဘာကြောက်စရာရှိလဲပြဿနာတက်စရာဘာအကြောင်းမှမရှိဘူးအဲ့ဒီလူကလူလုံးလာပြတဲ့စင်းရဲသားပါဟဲတကယ်ဒါပတ်စံရှိရင်ငါစောက်ထိုးလန်းလျှောက်ပြမယ်သူ့ရဲ့စုပ်ပြက်နေတဲ့အိတ်ကြီးကိုနင်မမြင်လိုက်ဘူးလားအနားတွေတောင်စုပ်နေပြီးအဲ့ဒါကြီးနဲ့ငါတိတ်လာထဲမလို့လဲရေသေးတော့မယ်ဒီအချိန်မှာပဲ risk control အခန်းကမန်နေဂျာကြီးခင်ဗျာမော်နီတာကနေမိန်းစနစ်မှာပမာဏအကြီးကြီးတစ်ခုထွက်သွားတာကိုမြင်သွားတယ်ရေနွေးချမ်းကွက်ကိုတောင်ချလိုက်ပြီးမျက်လုံးပြူးသွားတယ်30 100 1000 1000 1000 1000 တန်း10တန်း100တန်း200ဟေးလူတွေဘာတွေဖြစ်နေတာလဲအခုချက်ချင်းလာကြဆန်းစနစ်ကြီးတစ်ခုခုဖြစ်နေပြီထောက်တဲ့တယောက်ကငွေတန်း200ကိုအခုချက်ချင်းတခြားဘဏ်ကိုလွှဲထုတ်နေပါတယ်အခု processing လုပ်နေလုံးပါအဲ့ဒီလွှဲပြောင်းမှုကိုအခုချက်ချင်းရပ်ထားလိုက်တားလို့မရဘူးမန်နေဂျာကြီးဘယ်ဖောက်တယ်လဲနာမည်ဘယ်သူလဲမြန်ပြောစမ်းချန်ချောင်းရှမ်းပါသူ့ profile ကိုအခုချက်ချင်းစစ်လိုက်စမ်းလင်းရမင်းမြန်လာကြည့်ဒီလူကဘယ်သူလဲစစ်ကြည့်လိုက်ပါပြီအသက်3 10နှစ်ကျမတို့ဘန်မှာအကောက်ဖွင့်ထားတာ10နှစ်ရှိပြီအစကတော့ထောင်ကနန်းပဲရှိတာကနေဒီ9နှစ်အတွင်းမှာအရန်တက်လာတာလက်ရှိစုစုပေါင်းပိုင်ဆိုင်မှုကတန်း200နဲ့4,900,000ရှိပါတယ်အကောင့်လေးခုခွဲပြီးထည့်ထားတာပါ10နှစ်တောင်ရှိနေတဲ့ဘက်ကဘာလို့ရုတ်တရက်ကြီးတန်း200ထုတ်သွားရတာလဲမနေ့ကသူ့ဘာလာလုပ်သေးလဲစနစ်ထဲမှာတော့မနေ့က9သိန်းထုတ်ဖို့ကြိုးပြီး booking လုပ်ထားပါတယ်ပွဲတော်ရက်မှာအမျိုးတွေကိုမိုးဘိုးပေးဖို့အသစ်ဆက်ပတ်စံတွေလာထုတ်တာပါမနေ့ကသူ့ကိုဘသူတာဝန်